စိတ်ဓာနုပဒနာတတိပဋ္ဌာန်စိတ်ရဲ့အည်အသွေးပိုင်းဆိုင်ရာတွေကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောထားတယ်စိတ်ဓာနုပဒနာတတိပဋ္ဌာန်ကြတော့ဆွဲလန်းတဲ့စိတ်ဖြစ်ရင်ဆွဲလန်းတဲ့စိတ်ဖြစ်တယ်လို့သိရမယ်ဟာငါစိတ်ကဆွဲလန်းမှုကလွတ်နေတယ်ဆိုရင်လည်းဆွဲလန်းမှုလွတ်တယ်လို့သိရမယ်မကြည်မနှက်စိတ်ဖြစ်နေရင်လည်းမကြည်မနှက်ဖြစ်နေတယ်လို့သိရမယ်ငါတန်တမှာမကြည်မနှက်ဖြစ်နေတာမရှိဘူးမေတ္တာသဘောဖြစ်နေတာလို့ဆိုရင်လည်းမေတ္တာသဘောဖြစ်နေတယ်လို့သိရမယ်အဲ့လိုပဲတွေးမိုင်မဲတယ်ဆိုရင်ဘာမှမသိဘဲနဲ့ငါဘုဒ္ဓဘောဓနေမိပါလားဆိုရင်လည်းအဲ့ဒီစိတ်ကလေးကိုသိရမယ်အဲ့လိုပဲစူးစီးတဲ့စိတ်ပြန့်ကျဲနေတဲ့စိတ်တည်ငြိမ်တဲ့စိတ်လှုပ်ရှားတဲ့စိတ်အဆင့်နှိမ့်တဲ့စိတ်အဆင့်မြင့်တဲ့စိတ်နော်စိတ်မှာခံစားလို့ရတယ်နော်ဒီစိတ်ကတော့အဆင့်ရှိတယ်ဒီစိတ်ကတော့အဆင့်မရှိပါဘူးဆိုတာတွေပိဿတ်တို့ဦးဇင်းတို့တွေနားလည်လို့မရဘူးလားရတယ်အဲ့လိုအမျိုးမျိုးသောစိတ်တွေဖြစ်နေတဲ့အချိန်မှာဖြစ်နေတဲ့အတိုင်းသောသောကပဲတတိဝရိယဉာဏ်ပညာဒီသုံးလုံးကတော့မပါလို့မရဘူးနော်တတိရဲ့ဝရိယရဲ့ဉာဏ်ပညာရဲ့မြတ်စွာဘုရားကတော့အာတာပိတမ္ပဇာနောတတိမာလို့သူကတော့အစဉ်အတိုင်းလေးဟောပါတယ်အာတာပိဆိုတာကကိလေသာအမှိုက်ကိုရှုမြိုက်ပြစ်နိုင်တဲ့အစွမ်းရှိတဲ့လုံလဝရိယတမ္ပဇာနောဆိုတာကမှန်ကန်စွာအပြားအဖြစ်သိတဲ့ပညာတတိမာဆိုတာကတတိပါပဲနော်အဲ့တော့တတိဝရိယဉာဏ်ပညာလို့ပြောလွယ်တယ်လို့ဦးဇင်းတို့ကပြောလိုက်တာပါဟုတ်လားအဲ့ဒါလို့စိတ်ရဲ့သဘာဝတွေကိုဖြစ်နေတဲ့အတိုင်းဖြစ်နေတယ်လို့အမှန်တိုင်းတတိဝရိယဉာဏ်ပညာနဲ့သိမြင်နားလည်နေအောင်ကြိုးစားနေရင်စိတ်ဓာနုပဒနာတတိပဋ္ဌာန်